ဒီအိမ်လေးရဲ့နောက်ထပ်ထူးခြားတဲ့နေရာလေးတစ်ခုကိုပြမယ်မြောက်တကုံမြို့နယ်ရဲ့လူကြိုက်များဆုံးနဲ့အစီကားဆုံးရပ်ကွက်တစ်ခုဖြစ်တဲ့36 VIP ရပ်ကွက်36 VIP ရပ်ကွက်ထဲမှာရှိတဲ့အသစ်ဆက်ဆက်အသစ်နေနှစ်ထပ်တိုက်လုံးချင်းအိမ်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကတော့မြောက်တကုံမြို့နယ်ရဲ့အထက်ကလမ်းမကြီးတွေဖြစ်တဲ့ဘီးနောင်လမ်းမကြီးနဲ့တပင်ရွှေထီးလမ်းမကြီးနီးမှာတည်ရှိပြီးတော့ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်အေးချမ်းတဲ့နေရာလေးပဲဖြစ်ပါတယ်ညီမနဲ့အတူတူအိမ်ထဲကိုလိုက်ကြည့်လိုက်အောင်နော်ဒီအိမ်လေးကမြေကျဲ2260မှာတိဆောက်ထားတဲ့နှစ်ထပ်တိုင်းလုံးချင်းအိမ်လေးပဲဖြစ်ပါတယ်အိမ်ပြင်ဘက်မျက်နှာစာမှာကားပါကင်နှစ်စီးရက်လို့ရတဲ့အကျယ်ဝန်းကောင်းကောင်းရှိတယ်တကားလေးကဟိုဘက်ကနေဖွင့်လဲရတယ်ဒီဘက်ကဖွင့်လဲရပါတယ်အိမ်ရှိမျက်နှာစာမှာလည်းကားနှစ်စီးကောင်းကောင်းရက်လို့ရတဲ့အကျယ်ဝန်းရှိတယ်ညီမနဲ့တူတူအိမ်လေးထဲကိုဝင်ကြည့်လိုက်ရအောင်နော်အိမ်ထဲမှာတော့မြင်ချင်းကတော့ကျယ်ဝန်းလာတဲ့ living room လေးရှိမယ်နော်အိမ်လုံးမှာလည်းကျွန်းပါကင်းနေညက်နေအောင်အပြည့်ခင်းထားပေးတယ်ဝင်ချင်းအခန်းလေးကတော့ master bedroom အခန်းလေးပဲဖြစ်ပါတယ်လူကြီးတွေအတွက်တင့်တော်တဲ့အခန်းလေးပဲဖြစ်ပါတယ်လေကား area လေးမှာမိစိတ်ကြိုက် decoration ဆင်လို့ရတဲ့နေရာလေးတွေရှိပါတယ်ဒီဘက်မှာတော့ dining area လေးရှိပါတယ်ဒီဘက်မှာတော့ kitchen area ဒီဘက်မှာတော့မြေပို9ပေပါတဲ့အတွက် wet kitchen ထပ်ထုတ်ခြင်းလဲထုတ်လို့ရပါတယ်kitchen ထဲမှာလည်း basin တွေ cabinet တွေကိုအပြည့်တက်ဆင်ထားတွေ့ရတယ်သုံးပေးထားတဲ့ကြွေပြားတခြားတွေကလည်းရွှေကြောပါတဲ့တခြားလေးတွေတွေ့ရတယ်။ညီညီတက်မှာဆိုလို့ရှိရင် kitchen နဲ့ကပ်ရက်မှာ common toilet လေးတစ်ခုရှိမယ်နော်။ညီမနဲ့အတူတူအပေါ်တက်ကိုလိုက်ကြည့်လိုက်ရအောင်နော်။ညီမတက်လာရင်တတိထားမိတာကတော့လူကြီးရောလူငယ်ရောတက်ရတာအဆင်ပြေတယ်။လေကားလေးကပြေဖြစ်တယ်။လေကားရဲ့ဒီဘက်ဝင်ချင်းမှာကတော့ master bedroom တစ်ခန်းရှိမယ်။လေဝင်လေထွက်ကောင်းပြီးတော့အလင်းရောင်ကောင်းကောင်းလည်းရရှိတယ်နော်ပထမထပ်မှာလည်း living area လေးတစ်ခုရှိမယ်နော်ဒီထဲမှာလည်း modernized decoration လေးတွေနဲ့ဆင်ပေးထားတာတွေ့ရတယ်ဒီဘက်မှာကတော့ single bedroom တစ်ခန်းရှိပါတယ်ဆက်လျှောက်သွားလို့ရှိရင်အပြင်မှာဝရဏလေးတစ်ခုရှိရယ်ဝရဏမှာတုံးထားတဲ့မှန်နေက12 milli chamber glass ကိုတုံးထားတာဖြစ်တဲ့အတွက်မှန်ကွဲမာတွေမှန်အပ်မာတွေမပူရဘူးပေါ့နော်ဒီအိမ်လေးရဲ့နောက်ထပ်ထူးခြားတဲ့နေရာလေးတစ်ခုကိုပြမယ်ဒါလေးကတော့ landscaping area လေးလုပ်ပေးထားတဲ့အတွက်ကြောင့်မိသားစုတွေနဲ့ပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်အားလေးရမှာအေးအေးဆေးဆေး relax လုပ်ရင်ချေးလို့ရတယ်ပေါ်တက်မှာလည်းနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေရှိသေးတယ်။ညီမနဲ့တူတူလိုက်ကြည့်လိုက်ရအောင်။လေကားကတက်တက်ချင်းအနောက်ဘက် area မှာတော့ balcony လေးတစ်ခုရှိမယ်။ဒီဘက်မှာတော့ကျယ်ဝန်းတဲ့ master bedroom တစ်ခန်းရှိမယ်။ master bedroom ကနေထွက်ထွက်ချင်းနေရာလေးကတော့ကျယ်ဝန်းလာတဲ့ဝရဏလေးပါရှိပါတယ်။ဒီနေရာလေးမှာမိသားစုတွေပဲဖြစ်ဖြစ်ကိုပိုင်မဲဖြစ်ဖြစ်မီနီဘာလေးပဲလုပ်မလားဘာဘီကျူ area လေးပဲလုပ်မလားအဆင်ပြေပါတယ်
ဒီအိမ်လေးကိုမိသားစုနဲ့အတူနေထိုင်ရန်ရှာဖွေနေတဲ့လူချင်းမင်းတို့အတွက်အထူးသင့်လျော်တဲ့နေရာလေးတစ်ခုဖြစ်တာကြောင့်လက်မလွတ်ရလေအောင်ညီမတို့ Cosmo Heavenry ရဲ့ estate ကိုစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါပြီရှင် Apple Pay